အားလုံးမင်္ဂလာပါထိပေါက်ခြင်းတဲ့သူတွေငွေချစ်ကန်ထူးရှင်ဖြစ်ခြင်းတဲ့သူတွေတော့ဒီနေ့ရှင်းလင်းတင်ပြချက်လေးကတကယ်ကိုစိတ်ဝင်စားစရာဖြစ်မှာအသေးချပါပဲဘာလို့လဲဆိုတော့ငွေထုတ်ကြီးပိုင်းမိတော့မဲ့သူတွေထီစူးကြီးပေါတော့မဲ့သူတွေမှာကြိုတင်ပြသတတ်တဲ့ထူးဆန်းတဲ့ရိုးရာနေမိလက်ချနာတွေပြီးတော့သူတွေစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအကြောင်းကိုလေ့လာတော့ကြမှာမလို့ပါကန်တရားဆိုတာကြိုတက်လို့မရဘူးဆိုပေမဲ့တဘာဝတရားကြီးကတခါနေမှာကျွန်တော်တို့ကိုကြိုတင်ပြီးအချက်ပြတာမျိုးရှိတယ်ဒီဟုတ်ပြီဘလို့ချက်ပြမှုတွေလဲဆိုတာကိုထူးပေါ်ကြည့်လိုက်အောင်လူတိုင်းလိုခေါင်းတည်းရောက်ဖို့မဲ့မေခွန်းတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အိမ်မက်ချင်းမှာအရန်ထူးဆန်းပြီးယွန်စရာကောင်းတဲ့အရာတွေကိုမြင်မှတ်တာဟာတကယ်ပဲကိုယ့်ရှိကိုတနတ်ဥစားတွေဝင်လာတော့မဲ့ပထမဆုံးနိမိတ်လက္ခဏာတွေများလားဆိုတော့ပါပဲအိမ်မက်ဆိုမဲ့နဲ့အပြုမှာလှဖျားတတ်တယ်ဆိုတဲ့လူကြီးတွေရဲ့စကားကိုကြားဘူးကြတယ်မဟုတ်လားဆိုတော့တကယ်ပဲကျွန်တော်တို့အိပ်ပျော်နေခြင်းမှာမြင်ရတဲ့အရာတွေကအနာဂတ်အတွက်ကြိုတင်နိမိတ်တွေဖြစ်နေနိုင်သလားဆိုတာစိတ်ဝင်စားစရာပါပဲဒီတင်ပြမှုလေးမှာတော့အပိုင်း၅ပိုင်းခွဲပြီးသွားပါမယ်အိမ်မက်နဲ့တပါဝါနိမိတ်တွေခနာကိုကပြတဲ့လက္ခဏာတွေလက်ဖွားပေါ်ကကံကောင်းခြင်းအမှတ်သားတွေစိတ်ပိုင်းဆိုင်ရာနဲ့လောဘကင်းစင်မှုနောက်ဆုံးအနေနဲ့အတိတ်ကုသိုလ်နဲ့လက်ရှိစ조사အားထုတ်မှုဆိုပြီးအစစ်လိုက်ရှင်းလင်းတော့ပါမယ်ပရမဇောပိုင်းနဲ့အိမ်မက်နဲ့တဘာဝနေမိဒီကြောင့်စပြောကြရအောင်တကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးကတော့ငွေဝဲမဲ့အိမ်မက်တွေရဲ့တဘောတဘာဝပါပဲကိုပေါ်မှာမစင်နေပေချန်တယ်ဒါမှမဟုတ်မစင်နေကြတဲ့လမ်းလျှောက်နေရတယ်လို့အိမ်မက်မဲ့ရင်အပြင်မှာဘလောက်ပဲယုံစရာကောင်းနေပါစေရှေးရိုးရယုံကြည်မှုတွေရအောင်ဒါဟာအရန်ကိုကြီးမားတဲ့လာဖလားပေးဝင်လာတော့မယ်အတင်းနေမိတော့ပဲတဲ့နောက်ထပ်ရေကြီးကြီးလေးထဲမှာငါးတွေတွတ်တက်လက်လက်ကူးနေတာကိုယ်တိုင်ငါးဖမ်းမိတာမျိုးမဲ့ရင်လည်းငွေကြေးတွေအများဝင်လာတော့မယ်လို့ဆိုကြပါတယ်အိမ်မီလောင်တာတခုခုဟုံးတောက်လောင်နေတာမဲ့ရင်လည်းလက်မတော်နဲ့နော်ဒါဟာကိုယ်ကန်စားလာတွေဟုံးတောက်ပြီးတက်လာတော့မယ်လက္ခဏာလို့ဗီဒီကျန်းထဲမှာဆိုထားပါတယ်တဘာဝတရားကြီးကပြတဲ့နိမိတ်တွေထဲမှာနောက်ထပ်ထူးခြားတာတစ်ခုကတော့ကိုအိမ်ထဲကိုတရစ်ဆန်လေးတွေအကြောင်းရင်းမရှိဘဲဝင်လာတာပါပဲတရစ်ဆန်လေးတွေအင်ဇက်လေးတွေဟာကျွန်တော်တို့လူတွေတဲ့အာယုံခံနိုင်စွမ်းပိုကောင်းကြတယ်လေဒါကြောင့်မလို့ကိုအိမ်ထဲကိုလက်မခွေးလေးတစ်ကောင်အလိုလိုဝင်လာတာမျိုးဒါမှမဟုတ်လက်ပြားလေးတွေပြန်ထမ်းပြီးဝင်ရောက်လာတာမျိုးဟာကံကောက်ခြင်းတွေကကိုအိမ်တကားကိုတက်ရဲ့လမ်းညွန်ပြတတ်နေတာထက်တဲ့လို့အယူရှိကြပါတယ်ကဲနောက်ထပ်အကြောင်းအရာလေးကတော့တော်တော်လေးကိုရေးရပါတယ်အပြင်သွားနေတုန်းလမ်းမှာငှက်ချီအမှတ်မထင်အချဲခံရတာမျိုးကြုံဖူးကြလားအပြင်မှာတော့တကယ်ကိုစိတ်နှောင်ဆက်ဖြစ်เสียပါပဲဒါမဲ့သိလားကဘာထွန်းလုံးကယုံကြည်မှုတွေရတော့ဒါဟာကံတရားရဲ့ရွေးချယ်ခံရသူဖြစ်သွားပြီဆိုတာကိုပြတာရဲ့အထူးခြားဆုံးအမတ်တတာတစ်ခုဖြစ်လက်ခံထားကြပါတယ်အပိုင်းနဲ့ခန္ဓာကိုယ်ကပြတဲ့လက္ခဏာများအကြောင်းဆက်သွားလိုက်အောင်ကျွန်တော်ခန္ဓာကိုယ်ရပြတဲ့လက္ခဏာတွေထဲမှာလူတိအများဆုံးနဲ့အစင်လာယုံကြည်မှုအရှိဆုံးကတော့လက်ပွားရတာပါပဲရှေးအောင်ကြားနေတာဆိုရင်လေလက်ပွားနှစ်ဖက်လုံးရွတ်တရက်ကြီးဘာအကြောင်းရင်းမှမရှိပဲစစ်လက်ရရန်လာပြီဆိုရင်မကြခင်မှာငွေကြီးအများဝင်လာတော့မယ်ဒါမှမဟုတ်ချီဆူကြီးလိုမျိုးပေါက်တော့မယ်ဆိုရင်ပြင်းထန်တဲ့အချက်ပြချက်တစ်ခုအချီအတီးအလင်းဖုံပြထားတာပါဒါပြင်မျက်ကွင်းလုတ်တဲ့နီမိတ်လည်းရှိပါသေးတယ်ဒီနေရာမှာတော့အမျိုးသားနဲ့အမျိုးသမီးကွဲပြားမှုလေးရှိတယ်ဗျာအမျိုးသားတွေအသက်ဆိုရင်ညဘက်မျက်ကွင်းလုတ်တာအမျိုးသမီးတွေအသက်ဆိုရင်ဘဲဘက်မျက်ကွင်းလုတ်တာဟာမကြခင်မှာဝမ်းသာစရာတဲ့ကောင်းကြီးကြားရတော့မယ်အလွန်ကောင်းမွန်တဲ့နီမိတ်လက္ခဏာလို့ဆိုကြပါတယ်ကိုဒီလည်းမျက်ကွင်းလုတ်ရင်ဘဲဘက်လားညဘက်လားတတိထားကြည့်ကြဖို့လိုပြီနော်ခန္ဓာကိုယ်ရဲ့ခံစားမှုတွေအပြင်အမြင်အာရုံကနေသဖြင့်စัจ java လာကြီးကကျွန်တော်တို့ကိုပေးပို့တဲ့သင်္ကေတတွေလည်းရှိပါသေးတယ်ဥပမာလမ်းလျှောက်နေရင်ဖြစ်ဖုံးသုံးနေရင်ဖြစ်စာအုပ်ဖတ်နေရင်ဖြစ်ရှစ်သုံးလုံးလို့ခဏမျိုးကိုခဏတွေ့နေရပြီဆိုရင်ဒါဟာတိုက်ဆိုင်မှုတက်မဟုတ်တော့ပါဘူးကဏ္ဍဗီဒီယံရှစ်ကဏ္ဍဟာအဆုံးမစီစဉ်ဥစ္စာကိုကိုစားပြုတာမို့လို့စัจ java လာကြီးကနေအကြီးကျယ်ငွေဝင်တော့မဲ့အချောက်တတိပေးနေတာပဲဖြစ်ပါတယ်အပိုင်းသုံးနေနဲ့လက်ဖွားပေါ်ကကံကုန်းချင်းအမတ်သားတွေအကြောင်းလေ့လာကြည့်အောင်လူတယောက်ရဲ့လက်ဖွားဟာသူ့ရဲ့ဘဝစက်ကြောင်းကိုဖတ်လို့ရတယ်မြေပုံတစ်ခုလိုပါပဲအထူးသဖြင့်ကံလန်းကြောင်းဥကောင်းလန်းကြောင်းနဲ့ကျမ်းမာရေးလန်းကြောင်း၃ခုစုံပြီးတဲ့နေရာမှာတရိကံပုံစံလေးထင်ရှားပိတ်မိနေပြီဆိုရင်တော့အဲ့ဒါကိုငွေကြေးတရိကံလို့ခေါ်ပါတယ်ဒါဟာငွေဝင်ဖို့လန်းကြောင်းတွေပွင့်နေပြီဥစ္စာရဏတွေစုဆောင်းပြီးတော့မယ်ဆိုတဲ့အတိတ်ပဲကိုအတိအလင်းဖော်ဆောင်နေတာပါပိုထူးခြားတာကကရင်ငွေချွေထရီကန်ထဲမှာချက်ချီခက်လေးပါနဲ့ဆိုရင်ထီဆူချီပေါက်ဖို့ရခိုင်နှုန်းအင်မတန်များပါတယ်တဲ့ဒါတင်လက်သူကျွဲအောက်ကတောင်ကုန်းမှာကျေပွင့်ပုံစံအရေးချောင်းလေးပေါ်နေရင်နာမည်ကျော်ကြားမှုနဲ့အတူမမျော်လင့်ပါကြီးပွားချမ်းသာလာတော့ပါတယ်လက်ညှိုးအောင်မှာ၄တောင်ကိုလေးရှိနေရင်တော့ကန်တရားကဘေးအန္တရာယ်နဲ့အကာအကွယ်ပေးုံတမကမမျော်လင့်တဲ့ကံကောင်းမှုတွေကိုပါဆောင်ကျင်ပေးမှာဖြစ်ပါတယ်လက်ဝါလေးတွေဖြန့်ထီစစ်ကြည့်ရကြအောင်နော်ကဲအပိုင်းလေးစိတ်ပိုင်းဆိုင်ရာနဲ့လောဘကင်းစစ်မှုအခြေအနေကြောင့်ရောက်လာပါပြီဒီအချက်တော့တကယ်ခံစားဖို့သူတွေပဲသိနိုင်တယ်လူအချက်တစ်ခုလို့တော့ဆိုနိုင်ပါတယ်
တာမန်အားဖြင့်လူများစုကထီပေါက်ချင်စိတ်နဲ့မြေနှံပူလောင်နေတတ်ကြတယ်မဟုတ်လားဒါပေမဲ့တကယ်ကန်ထူးတော်မဲ့သူတွေကမပေါက်ခင်ရက်ပိုင်းလေးမှတင်ထူးထူးခြားခြားစိတ်အေးချမ်းမှုကိုခံစားရတတ်ပါတယ်ပေါက်ရင်လေကောင်းတာပဲမပေါက်လည်းကိစ္စမရှိဘူးဆိုတော့လောဘခင်စင်ပြီးအေးချမ်းတည်နေတဲ့စိတ်အခြေအနေဟာတကယ်ကိုကန်တရားကိုအမြန်ဆုံးဆွဲဆောင်နိုင်တဲ့တန်လိုက်တဲ့တစ်မျိုးဖြစ်နေတတ်ပါတယ်ဒီလိုကန်တရားကိုဆွဲဆောင်နိုင်ဖို့အတွက်ဆွဲငင်ခြင်းနိယမကိုလည်းအသုံးပြုနိုင်ပါတယ်ပထမအဆင့်အနေနဲ့ကိုထီပေါက်သွားရင်ဘာတွေလုပ်မလဲဆိုတာကိုကြိုတင်ပြီးမြင်အောင်ကြည့်ပါဒုတိယအနေနဲ့လက်ရှိကိုယ်စီမှာရှိနေတဲ့အရာတွေငွေကြေးအနှဲငယ်အပေါ်မှာတော့လှိုက်ကြီးစုတင်တတ်တဲ့စိတ်ကိုငွေမြင်ပါဒီလိုအဖြူတပိုးဆော်တဲ့ကျေးဇူးတင်တတ်တဲ့အတွေးခေါ်တွေကကိုရောင်ကိုအားကိုတောက်ပစေပြီးတော့ကြီးမားတဲ့ကံကောင်းခြင်းတွေကိုအလိုလိုဖိတ်ခေါ်ပြီးသားဖြစ်တော့မှာပါနောက်ဆုံးအနေနဲ့အပိုင်းကအတိတ်ကတို့နဲ့လက်ရှိစ조사အထောက်မှုအကြောင်းနီးနော်ကြအောင်ဒီနေရာမှာအရေးကြီးဆုံးအချက်ကိုပြောရရင်ထီဆူးကြီးတွေငွေကြေးကန်ထူးမှုတွေဆိုတာအတိတ်ကပြုတ်ခဲ့တဲ့ကုသိုလ်ကံအပေါ်မှာအခြေခံတယ်လို့လက်ရှိအချိန်မှာကိုယ့်ရဲ့ယုံကြည်မှုနဲ့စ조사အားထုတ်မှုအပေါ်မှာလည်းအများကြီးကိုမူတည်နေပါတယ်။ဒါဟာအချိုးစားမြတ်တာမှုတစ်ခုပါပဲ။ကံတရားက90%ထောက်ပံ့ပေးတဲ့ဆိုရင်ကိုယ်တိုင်ရဲ့စိတ်ထားမှန်ကန်မှုနဲ့လက်ရှိစ조사အားထုတ်မှုတွေကကျန်တဲ့90%ကိုဖြည့်ဆည်းပေးရတာဖြစ်ပါတယ်။ရှေးလူကြီးတွေအမြဲဆုံးမလေးရှိတဲ့မှတ်သားစရာစကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘုံကံရှိမှဥစ္စာရအတိရှိမှဥစ္စာမြဲဆိုတဲ့စကားပါပဲ။မှန်လိုက်တာနော်ကံတရားကြောင့်ငွေကြေးဥစ္စာတွေရလာနိုင်ပြီမဲ့အဲ့ဒီငွေကြေးတွေကိုအကျိုးရှိသုံးစွဲတတ်ဖို့တပားသူကိုကူညီလူဒန်းလို့လဲစိတ်ထားကောင်းရှိဖို့နဲ့စနစ်တကျထိန်းတတ်တဲ့အသိဉာဏ်ပညာရှိဖို့ကအလုံးကိုအရေးကြီးပါတယ်ပညာမပါရင်ရလာတဲ့စီးစင်းတွေကရေစုံမျောသွားတတ်တယ်လေဒါဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းတစ်ခုထွက်လာပါပြီအမှန်တကယ်ကြီးမားတဲ့ကြွယ်ဝချမ်းသာမှုတွေကိုရရှိစေမဲ့အသေးချာဆုံးညီမေးလက္ခဏာတွေဆိုတာအိမ်မက်တွေလက်ဖွားပေါ်ကအမက်တသားတဲ့ထဲဆိုင်ဖြူစင်တဲ့စိတ်နှလုံးသားနဲ့ဇွဲလုံးလာရှိစ조사အားထုတ်မှုတွေကပဲအဓိကတောက်ချက်များဖြစ်နေမလားဆိုတာပါပဲကံတရားကိုထိုင်ဆောက်နေမဲ့အစားကိုယ်တိုင်ကကံတရားလာရလမ်းကိုဖန်တီးပေးဖို့ကပိုရေးကြည့်တယ်မို့လားကဲဒီကနေ့ချင်းလေးဒီမြချက်လေးကိုအချိန်ပေးပြီးချိရှုပေးတဲ့ကလအားလုံးကိုချစ်စုအများကြီးတင်ပါတယ်